ပြေဆုံးတာဆိုတော့ကျွန်တော်ဒီတွင်းပါညာတော့ ရေရင်းရေရင်းအိမ်နာရေရင်းအိမ်နာတော့ရပါနော်ဟုတ်ဒီကလိုချက်ကတော့စားနေရိတ်ကပါနော်တက်သွန်ရဘာရအမရလို့တဲ့ရအမမြင့်တဲ့တိုင်းအနေထားတော့အများကြီးပဲနော်ဒီတဲကိုနော်ဆက်ဆောင်ညာဒါတစုကဟိုးပဲခွဲထားတယ်ဟောအဲ့လိုတစုရှိသေးရလားရှိသေးရဲ့ဟောတစုကြံနေရဲ့လမ်းလည်းမကောင်းလို့မတို့လိုက်မပြတော့အဲ့ဟောဆရာလေးတွေပေါ့နော်ဟုတ်တယ်အော်အဲ့လိုကြံသေးရလားဟုတ်တယ်အများကြီးပဲတော့ဒီတဲကိုနော်လေးပဲဟုတ်တယ်အော်ဆရာလေးရောအားရတိုင်းတစ်ခုအော်ဟုတ်လားဟုတ်ပါဆရာလေးကလည်းအဲ့လိုဟိုလိုစကိုင်းတွေပါဦးသွားမနေပဲနဲ့ဒီလိုက်နေရပါစကိုင်းကိုသွားတော့မှမရတာတပည့်ရဲ့ဆရာလေးဟုတ်ပါနော်ဆရာလေးကျောင်းမျိုးလေးပေါ့ခဏနဲ့ဖမ်းထားခဏနဲ့ဖမ်းခံနေရတယ်အော်ဆရာလေးကိုလားဟုတ်လားပြည့်စက်ခံထားရတာတပည့်ရဲ့အော်ဆရာလေးကလေမနေ့ကစကြောရေးထီဆရာလေးရောက်ထားတာဒီမှာသွားတွေကိုမရှိတော့အော်သွားနေကြတော့ဆရာလေးပါဟွာလားသူရိုက်တာလားဟုတ်တယ်နှိပ်ဆက်တာလေအော်အဲ့တုန်းကလည်းသီလရှင်ဝင်နေပဲလားမဟုတ်လူဝင်နေလူဝင်နေတော့အဲ့ရနေလွတ်လာပြီးတော့သာသနာပေါင်းဝင်လိုက်တာခုဒီဝါနဲ့ဆို9ဝါပဲအော်ဦးနေပြောတယ်ကျွန်တော်မမီးတော့ကြတော့သူ့မမီးတော့မအေးဖမ်းကျွန်တော်ပထမတစ်ခါဖမ်းခံပြီးတော့3ရက်4ရက်လောက်ပဲရှိသေးတယ်တစ်ခါပြန်ပြီးပြန်လာဖမ်းတယ်လေပြန်လာခါနဲ့ကျွန်တော်ညာရင်းချင်းဟိုဖွဲ့ပြီးတက်ပြီးပါတော့ခွဲရစီပြေးတာပေါ့သူကဆရာလေးတို့ကဘုတော့ကတော့လုတ်ခဲတာလေးတွေပဲရှိတာပေါ့ဟုတ်ပါဒါတော့ဟုတ်ပါတယ်ဟုတ်တယ်လေလောက်ရမှာပဲလေလောက်ဆရာရှိရဥစ္စာလေးအားပေးလုတ်ခဲတာပေါ့ထိထိရောက်ပေါ့ဟုတ်တော့